မင်္ဂလာပါကျွန်တော်ခုဒီပေမှာအင်္ဂလိပ်စကားပြောတဲ့အခါမှာအရေးကြီးတဲ့ sentence stress ရဲ့အကြောင်းကိုညှိပြီးတော့မှာဖြစ်ပါတယ် sentence stress ဆိုတာဝါကြတဲ့ချောင်းထဲမှာအရေးကြီးတဲ့စကားလုံးတွေကိုအတန်ကြဲပြောတာကိုခေါ်ပါတယ်အင်္ဂလိပ်စကားပြောတဲ့အခါမှာစကားလုံးတိုင်းကတူညီတဲ့အတန်တန်နဲ့ပြောလို့မရပါဘူးပြီးတော့ sentence stress ကိုနားလည်ဖို့ကျွန်တော်တို့စကားလုံးနှစ်မျိုးကိုသိထားပါမယ် content words နဲ့ function words ဆိုတဲ့စကားလုံးနှလုံးကိုသိထားပါမယ်content words တွေကတော့ဘာလဲဆိုရင် noun ဆိုတဲ့လူတို့အရာဝတ္ထုတို့ main verbs လို့ခေါ်တဲ့ဒီကကတိယဖြစ်တဲ့ကိုယ့်ရဲ့လုပ်ရက်တွေတို့ပြီးတော့ adjectives လို့ခေါ်တဲ့အရေးအသွေးပြတဲ့စကားလုံးတွေတို့ adverbs လို့ခေါ်တဲ့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုပြတဲ့စကားလုံးတွေတို့ numbers တို့ negative words ဆိုတဲ့ကျွန်တော်တို့အငြင်းစကားလုံးတွေကို content words လို့ခေါ်တဲ့အလေးပေးရမယ့်စကားလုံးတွေကိုခေါ်ပါတယ်ပြီးတော့ကျွန်တော်တို့ function words တွေကဘယ်လိုစကားလုံးတွေဆိုရင်ကျွန်တော် article လို့ခေါ်တဲ့ and စတဲ့စကားလုံးတွေ preposition လို့ခေါ်တဲ့ to for at on စတဲ့စကားလုံးတွေကျွန်တော်ပြီးတော့ pronouns လို့ခေါ်တဲ့ he she you စတဲ့နာမ်စားစကားလုံးတွေပြီးတော့အကူကရိယာစကားလုံးလို့ခေါ်တဲ့ am is are do have စတဲ့စကားလုံးတွေကိုကျွန်တော်တို့ function words လို့ခေါ်ပါတယ်အဲ့လိုစကားလုံးတွေကတော့အလေးပေးပြောတယ်မလို့ပါဘူးအဲ့ဒါဆိုကျွန်တော်တို့စာကြောင်းတွေကိုလေ့လာကြည့်ရအောင်နော်ကျွန်တော်ဒီစာကြောင်းကိုကြည့်မယ်ဆိုရင်ဒီစာကြောင်းမှာကျွန်တော်ဘယ်စလုံးကိုအလေးပေးပြီးတော့အတန်မြင့်မြင့်လေးပြောရမယ်ဆိုရင်အတန်ကြဲကြဲပြောရမလဲဆိုရင်ကျွန်တော် want နဲ့ buy new phone စတဲ့စလုံးတွေကိုအတန်ကြဲကြဲပြောရပါမယ် want ဆိုတဲ့စလုံးကတော့အဓိကကရိယာစလုံးဖြစ်ပါတယ်အဲကြောင့်အဲ့စလုံးလည်းအတန်ကြဲကြဲပြောရမယ်ပြီးတော့ buy ဆိုတဲ့စလုံးကလည်းကျွန်တော်ကရိယာစလုံးဖြစ်တဲ့အတွက်အတန်ကြဲကြဲပြောရပါမယ်ဒီ new ဆိုတဲ့စလုံးက adjective ဖြစ်တဲ့အတွက်အတန်ကိုကြဲကြဲပြောရပါမယ်ပြီးတော့ phone ဆိုတဲ့စလုံးကလည်းကျွန်တော်တို့ noun စလုံးဖြစ်တဲ့အတွက်အတန်ကိုကြဲကြဲပြောရပါမယ်ကျန်တဲ့စလုံးတွေဖြစ်တဲ့ I ကတော့ကျွန်တော်တို့ pronoun ဖြစ်တဲ့အတွက်အတန်ကိုနှိပ်ပြီးပြောရပါမယ်ပြီးတော့ to ကလည်း preposition ဖြစ်တဲ့အတွက်အတန်ကိုနှိပ်ပြီးပြောရပါမယ်ပြီးတော့ A ကတော့ကျွန်တော်တို့ articles ဖြစ်တဲ့အတွက်ကျွန်တော်အတန်ကိုနှိပ်ပြီးပြောရပါမယ်အဲကြောင့်ကျွန်တော်တို့စကားပြောတဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုရင် I want to buy a new phone I want to buy a new phone အဲ့လိုကျွန်တော်တို့အဓိကကြတဲ့စကားလုံးတွေကိုအတန်ပို့ပြီးတော့မြင့်မြင့်လေးပြောပါမယ်အတန် stress ထားပြီးပြောပါမယ် stress ကိုမှန်မှန်ကန်ကန်ပြောနိုင်မှကျွန်တော်တို့နားထောင်တဲ့လူကကိုပြောတဲ့စကားကိုကောင်းကောင်းမွန်မွန်နားလည်နိုင်မှာဖြစ်ပါတယ်ဒီစာကြောင်းမှာလည်းကျွန်တော်တို့ဘယ်ဟာတွေကို stress ထားပြီးပြောရမလဲဆိုရင်ကျွန်တော်ကြည့်ကြည့်အောင်ကျွန်တော်တို့ working ကတော့ကျွန်တော်တို့အဓိကကရိယာဖြစ်တဲ့အတွက်အတန်ကိုကြည်ကြဲပြောပါမယ်ပြီးတော့ factory ကတော့ noun စကားလုံးဖြစ်တဲ့အတွက်အတန်ကိုကြည်ကြဲပြောပါမယ်ကျတဲ့စကားလုံးဖြစ်တဲ့ she က pronouns ဖြစ်တဲ့အတွက်အတန်ကိုနှိပ်ပြောပါမယ် is ကလည်းကျွန်တော်တို့အကူကရိယာဖြစ်တဲ့အတွက်အတန်ကိုနှိပ်ပြောပါမယ်ပြီးတော့ in ကတော့ကျွန်တော်တို့ preposition ဖြစ်တဲ့အတွက်အတန်ကိုနှိပ်ပြောပါမယ်ပြီးတော့ a ကတော့ article ဖြစ်တဲ့အတွက်အတန်ကိုနှိပ်ပြောပါမယ်အဲကြောင့်ကျွန်တော်ဒီစာကြောင်းကိုစကားပြောကြည့်မယ်ဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုရင် she's working in the factory she's working in the factory အဲ့မှာဆိုကျွန်တော်ဒီစာကြောင်းမှာဆိုရင်အားလုံးကိုအတန်တပြေးညီမထွက်ပဲနဲ့ဒီကကြတဲ့စလုံးတွေကိုပဲအတန်မြင့်ပြီးပြောပါမယ် she's working in the factory သူမကစက်ရုံမှာအလုပ်လုပ်နေတယ် sentence stress ဆိုတာစာကြောင်းတစ်ကြောင်းထဲမှာအားလုံးစကားလုံးတွေကတူပေမဲ့ကျွန်တော်အတန်ကိုကြည်အောင်ပြောတဲ့နေရာပုံမူတည်ပြီးတော့စာကြောင်းရဲ့အဓိပ္ပာယ်ကကွဲပြားခြားနားမှုတွေရှိပါတယ်ဥပမာကျွန်တော်ဒီစာကြောင်းမှာဆိုရင်ကျွန်တော်ရှေ့ကစလုံးဖြစ်တဲ့ I ကိုအတန်မြင့်မြင့်လေးပြောမယ်ဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုရင် I didn't say he stole the money I didn't say he stole the money သူခိုးခဲ့တယ်လို့ကျွန်တော်ကပြောခဲ့တာမဟုတ်ဘူးဒါကျွန်တော်ကပြောခဲ့တာမဟုတ်ဘူးတခြားလူတယောက်ပြောတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်ပြီးတော့အဲ့စာကြောင်းကိုပဲကျွန်တော်တို့ say ဆိုတဲ့စကားလုံးကိုအတန်မြင့်ပြောမယ်ဆိုရင်ဒါဘယ်လိုဖြစ်သွားမလဲဆိုရင် I didn't say he stole the money I didn't say he stole the money ကျွန်တော်ကသူခိုးတယ်လို့ကျွန်တော်ကပြောခဲ့တာမဟုတ်ဒီမှာဆိုရင်ဒါကျွန်တော်ကပြောတာမဟုတ်ဘူးဒါပြောတာမဟုတ်ကျွန်တော်ထင်တာလည်းဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ် he ကိုအတန်ကိုမြင့်မြင့်လေးပြောမယ်ဆိုရင်အတန်ကြဲကြဲလေးပြောမယ်ဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုရင် I didn't say he stole the money I didn't say he stole the money ဒီမှာဆိုရင်ကျွန်တော်တို့ဒီခိုးခဲ့တာကပိုက်ဆံခိုးခဲ့တာကသူခိုးခဲ့တာမဟုတ်ဒါတခြားလူတယောက်လည်းခိုးခဲ့တာဖြစ်နိုင်တယ်လို့ပြောချင်တာဖြစ်ပါတယ် store ဆိုတာကိုအတန်ကြဲကြဲလေးပြောမယ်ဆိုရင်
I didn't say he stole the money store ဆိုတဲ့နေရာကိုအတန်ကျကျလေးပြောတာဖြစ်တဲ့အတွက်ကျွန်တော်အတိတ်ပဲဘယ်လိုဖြစ်သွားလဲဆိုရင်ကျွန်တော်ပြောခဲ့တာက तू ခိုးခဲ့တာမို့မှာ तू ယူသွားတာလည်းဖြစ်နိုင်တယ်ဆိုတဲ့အတိတ်ပဲကိုတက်ရောက်သွားဖြစ်ပါတယ်အဲ့လိုစာကြောင်းတစ်ကြောင်းနဲ့မှာတူပေမဲ့အတန်ကိုကျကျလေးညှင့်ပြီးပြောတဲ့နေရာမတူတာနဲ့အဲ့ဒီစာကြောင်းရဲ့အတိတ်ပဲကကွဲပြားခြားနားမှုတွေရှိပါတယ်နော် Sentence stress ကိုစာကြောင်းထဲမှာဘယ်နေရာမှာဘယ်စကားလုံးကိုအလေးပေးပြောမလဲဆိုတာကိုကျွန်တော်မျှပေးခဲ့ပြီးပါပြီဒီဗီဒီယိုကိုကျွန်တော်တက်ဆိုရင် like လို့ရတော့ဒီလိုဗီဒီယိုမျိုးတွေကိုဆက်ပြီးမျှပေးသေးချင်ဆိုရင်အကောင့်မှာ yes လို့ရပါ see you in the next video bye bye